အားလုံးပဲမင်္ဂလာပါဆရာတို့ရှေ့တစ်ခေါက် part 1ဆရာအပိုင်း1မှာတုန်းကဆရာတို့ဘာသွားခဲ့လဲဆိုတော့ဆရာတို့ addition တွေ download တာပြီးသွားပြီနောက်ပြီးတော့ဆရာတို့ရဲ့ code editor ကိုစပြီးတော့ install တင်တဲ့အပိုင်းနဲ့ပြီးသွားပြီအဲ့တော့ဒါတွေအကုန်ပြီးသွားပြီဆိုတော့ဆရာတို့ခုလက်ရှိသင်ခန်းစာအ1မှာဆရာတို့ဘာသွားမလဲဆိုတော့ဆရာတို့ code တွေစာရေးမဲ့ပုံစံတွေဆရာတို့သွားမယ်အဲ့တော့ဆရာတို့ရဲ့အရင်ဆုံးဆရာတို့ Visual Studio Code ကိုဖွင့်ထားရင်တော့ဆရာတို့ဒီလိုပေါ်နေလိမ့်မယ်အဲ့လိုပေါ်ပြီဆိုရင်ဆရာတို့အခုစလုပ်မှာဆရာတို့ code စာရေးဖို့စလုပ်မှာအဲ့တော့ဆရာတို့ရဲ့ file ကိုစဖန်ပြီးရမယ်ဆရာတို့ file explorer လေးဝင်ပြီးရတဲ့ဆရာတို့ new folder ဆရာတို့ folder နာမည်ကတော့ဆရာတို့ကြိုက်တဲ့နာမည်ပေးလို့ရတယ်ဆရာကတော့ဒီမှာ Java file folder တစ်ခုဖန်တီးလိုက်မယ် Java folder တစ်ခုပေါ့ဆရာတို့ Java folder ပဲပေးလိုက်မယ်အဲ့တော့ဟုတ်ပြီဆရာတို့ Java folder တစ်ခုဖန်တီးပြီးပြီဆိုရင်ဆရာတို့အဲ့ဒီ folder ကိုဆရာတို့ရဲ့ Visual Studio Code ထဲကိုလှမ်းခေါ်ပေးရတော့မယ်အဲ့တော့ဆရာတို့ဒီလိုမျိုး welcome page လေးတွေ့ရလိမ့်မယ်အဲ့ဒီမှာဆရာတို့ရဲ့ open folder ရှိမယ်အဲ့လိုမျိုးကမတွေ့ရဘူးဆိုရင်လည်းဆရာတို့ဒီမှာအပေါ်ဆုံးမှာဆရာတို့ file ဆိုကောင်ရှိတယ်အဲ့ဒီ file ကိုနှိပ်လိုက်မယ်ဆိုရင်ဆရာတို့ရွေးချယ်ဖို့အတွက်ဆရာတို့တော့အများကြီးပေါ်လာလိမ့်မယ်ဆရာဒီမှာ open folder open file ဒီမှာအကုန်ပေါ်လာလိမ့်မယ်အဲ့တော့ဒီမှာ open folder နှိပ်ပြီးတော့လဲဆရာတို့ရဲ့ folder ကိုကောက်ထည့်လို့ရတယ်လို့ဒီနားမှာဆရာတို့ပါတဲ့ open folder နဲ့တစ်ဆင့်တစ်ခါလေးကောက်ထည့်ပေးလို့ရတယ်ဒီကောင်နှိပ်လိုက်ပြီဆိုရင်တော့ဆရာတို့ရဲ့ folder ပတ်လန်းကိုရွေးချယ်ရမယ့် folder ပတ်လန်းကိုရွေးရတော့မယ်အဲ့တော့ဆရာတို့စောနာကဖန်တီးထားတဲ့ Java folder အဲ့ဒီကောင်ကိုဆရာတို့လှမ်းခေါ်မယ် select folder အဲ့တော့ဆရာတို့ဒီမှာ folder တစ်ခုစရပြီဆရာတို့ folder ဖန်တီးနေတာဖြစ်တဲ့အတွက်ကြောင့်ဆရာတို့ခဏတော့စောင့်မယ်ဖန်တီးပြီးသွားပြီဆိုရင်တော့ဒီလိုမျိုးတန်းပေါ်သွားလိမ့်မယ်အဲ့တော့အဲ့လိုမျိုးပေါ်ပြီဆိုရင်ဆရာတို့ရဲ့ folder ကိုသွားကြည့်ရမယ်အဲ့ဒီ folder ထဲမှာဆရာတို့ဘာလုပ်ရမလဲဆိုတော့ဆရာတို့ရဲ့ file ကိုစဖန်တီးပေးရတော့မယ်ဆရာတို့ဒီမှာတန်းပေါ်လာပြီအဲ့တော့ပေါ်လာပြီဆိုရင်ဆရာတို့ဒီကောင်ခဏစောင့်မယ်ဘာကြောင့်လဲဆိုရင်ဆရာတို့ရဲ့ folder ကိုစဖွင့်နေတော့မလို့ခဏတော့စောင့်ပေးရမယ် okay အဲ့တော့ပေါ်ပြီဆိုဆရာတို့ဒီ check ကတော့ပိတ်ထားလိုက်ရတယ်အဲ့တော့ဟုတ်ပြီဆရာတို့ဒီမှာ folder ပေါ့လားဆရာတို့လက်ရှိဖန်တီးထားတဲ့ folder အဲ့ဒီ folder ထဲမှာဆရာတို့ဘေးနားမှာ new file မှာရှိတယ်ဆရာတို့အဲ့ဒီ new file ကိုနှိပ်ပြီးတော့ဆရာတို့စပြီးတော့ဖန်တီးပေးရတော့မယ်အဲ့တော့ new file အနေနဲ့ဆရာတို့ဘယ်လိုဖန်တီးပေးမလဲဆိုတော့ဥပမာထားပါတော့ဆရာအနေနဲ့ index ဖန်တီးပေးလိုက်မယ် index.java .java ဆိုတော့ကောင်ကဆရာတို့ရဲ့ file type လို့ခေါ်တယ် file type အမျိုးအစားအဲ့ဒီ file type ကဆရာတို့ရဲ့ Java type ဖြစ်ရမယ် Java type ဆိုတော့ .java အဲ့တော့ဟုတ်ပြီဆရာတို့ folder တစ်ခုဖန်တီးပြီးပြီ file တစ်ခုလည်းဖန်တီးပြီးပြီဘာ file လဲဆိုတော့ index.java ဆိုတဲ့ file တစ် file ဖန်တီးပြီးသွားပြီအဲ့တော့ဖန်တီးပြီးသွားပြီဆိုတော့ဆရာတို့စပြီးတော့လာပြီအဲ့တော့ဆရာတို့အခုလက်ရှိဆရာတို့ file တွေဖန်တီးပြီးပြီအကုန်ဖန်တီးပြီးပြီဆိုတော့ဆရာတို့ရဲ့အရင်ဆုံး Java ဆရာတို့ဘယ်လိုခေါ်လဲဆိုတော့ဆရာတို့ Java ရဲ့အခြေခံ structure ဖွဲ့စည်းတည်ဆောက်ပုံတော့ရှိတယ် Java တစ်ခုမှာအဲ့ဒီဖွဲ့စည်းတည်ဆောက်ပုံကိုဆရာတို့သွားရမယ်အဲ့တော့အရင်ဆုံးသူကဘာနဲ့ဖွဲ့စည်းတည်ဆောက်လဲဆိုတော့အရင်ဆုံးလာတဲ့ကောင်ကဆရာတို့ရဲ့ class နဲ့စလာတယ် Java တစ်ခုကိုအရင်ဆုံးစရေးဖို့ဆိုရင် class တွေ method တွေဒီနှစ်ခုကိုအရင်ဆုံးစရေးပြီးမှဆရာတို့ရဲ့အခြေခံ structure ပြီးဆုံးတာအဲ့တော့ဒီနှစ်ခုကတော့အရင်ရောအခက်အခဲမရှိဘူးဒီတိုင်းပဲဆရာတို့ example အနေနဲ့ပြထားပေးမယ်ဒါမဲ့တစ်ခုရှိတယ်ကြောင့်နောက်ပိုင်းရရင်တော့တဖြည်းဖြည်းနဲ့ဒီဘိုင်းအောင်ရောက်သွားလိမ့်မယ်အဲ့ဒီဆရာတို့ရဲ့အခုလက်ရှိ structure ထဲမှာပါတဲ့ class တွေ method တွေရဲ့အကြောင်းတွေကိုနောက်ပိုင်းရရင်တဖြည်းဖြည်းနဲ့သိရလိမ့်မယ်အခုလက်ရှိတော့ဆရာတို့ရဲ့ရိုးရိုးပဲဆရာအခြေခံ structure တိဆောက်ပုံဖြစ်တဲ့အတွက်ကြောင့်ဆရာဒီတိဆောက်ပုံသိမှပဲဆရာတို့ရဲ့ကောင်က run လို့ရမှာအဲ့တော့ဟုတ်ပြီအရင်ဆုံးဆရာတိဆောက်ပုံရဆိုရင်ဆရာတို့ public အရင်စာရေးတယ် public ဆရာအရင်ဆုံး class တစ်ခုဖန်တီးပေးရမှာဖြစ်တဲ့အတွက်ကြောင့်ဆရာ public class အဲ့ဒီ class နာမည်ရေးပေးရတော့အဲ့မှာအဲ့ဒီမှာ class နာမည်ကဆရာတစ်ချက်သိဖို့အရေးကြီးတယ်ဘာလဲဆိုတော့ဆရာတို့ရဲ့ file နာမည်ဆရာတို့ file နာမည်နဲ့ class နာမည်ကတူနေဖို့အရေးကြီးတယ်အဲ့တော့ဆရာတို့ရဲ့ file နာမည်ဖြစ်တဲ့ index ကိုပဲဆရာတို့ class မှာပေးလိုက်မယ်အဲ့တော့ဆရာတို့ရဲ့ file နာမည်နဲ့ class နာမည်ကနှစ်ခုလုံးကတူသွားပြီဆိုရင်ဆရာတို့ဒီကောင်ရေးပြီးသွားပြီဆိုရင်ဘယ်လိုဆက်ရေးရမလဲဆိုတော့ဆရာတို့ရဲ့ curly bracket လို့ခေါ်တဲ့တွန့်ကွင်းပေါ့မြန်မာလိုခေါ်ရင်ဆရာတို့ကိုတွန့်ကွင်းလို့ခေါ်တယ်ဆရာတို့အင်္ဂလိပ်လိုခေါ်ရင်တော့ curly bracket တွန့်ကွင်းဒီလိုပဲခေါ်တယ် curly bracket ဆိုရင်ဆရာတို့အခေါ်ဝေါ်ရသူ့ကို curly bracket လို့ခေါ်သလို code block လို့ခေါ်တယ် code block လို့ခေါ်တယ်ဒါဆရာတို့နောက်ပိုင်းကျရင်တွေ့ရလိမ့်မယ်အခုလက်ရှိကဆရာတို့ဒီမှာ curly bracket ပဲခေါ်လိုက်မယ်အဲ့တော့ဟုတ်ပြီပြီးရင်သူ့ကို under ခေါက်လိုက်အဲ့ကြရင်ဆရာတို့နောက်တစ်လိုင်းဆင်းသွားလိမ့်မယ်အဲ့ဒီနောက်တစ်လိုင်းဆင်းတဲ့အထဲမှာပဲဆရာတို့မတ်တက်ကိုဖန်တီးပေးရမယ်မတ်တက်ကတော့လွယ်ကူတယ်သူ့မှာဆရာတို့ public stated voice နောက်ပြီးတော့ဆရာတို့ရဲ့ main ဒီကောင်တွေကတော့ဆရာတို့အခြေခံ structure ပဲအခြေခံ structure ဖြစ်တဲ့အတွက်ကြောင့်ဆရာတို့အဓိကသိဖို့အရေးကြီးတာကဆရာတို့ရဲ့ဒီ structure ကိုသဘောပေါက်သိဖို့ပဲနောက်ပိုင်းကျရင်ဆရာတို့ဒီကောင်ကိုပို့ပြီးတော့အသေးစိတ်သိရလိမ့်မယ်အခုလက်ရှိတော့ဆရာတို့အကြမ်းမြင်အားဖြင့်ပဲသိရလိမ့်မယ်
အဲ့တော့ string ဒီထဲမှာကျဆရာတို့ရဲ့ဒီထဲမှာဘာရေးရမလဲဆိုတော့ main round bracket အဲ့ဒီ round bracket ထဲမှာကျဘာရေးရမလဲဆိုတော့ string ဆိုတဲ့ကောင်လေးရေးပေးရမယ် string ပြီးတော့ square bracket ပြီးသွားပြီဆိုရင်အနောက်မှာ argument ဆိုတဲ့ args ဆိုရေးပေးရမယ်အဲ့ဒီ args ဆိုတဲ့ argument ဆိုတဲ့ကောင်ကကျတော့ကြိုက်တဲ့နာမည်ပေးလို့ရတယ်ဆရာကဒီကောင်က argument ဖြစ်တယ်ဆိုတာကိုပေါ်ပြစေချင်လို့တမင်ဒီတိုင်းရေးပြပေးထားတာဒီကောင်လည်းနောက်ပိုင်းကျရင်ဆရာပို့ပြီးတော့သိရလိမ့်မယ်အခုလက်ရှိတော့ဆရာတို့အကြံမြင် structure တိဆောက်ပုံအရသိတင်လို့ဆရာတို့ဒီတိုင်းနည်းနည်းပြောပြထားမယ်အဲ့တော့ဟုတ်ပြီဆရာတို့အရင်ဆုံးဘာဖန်တီးလဲဆိုတော့ class ကိုဖန်တီးတယ် class ကိုဖန်တီးပြီးသွားပြီဆိုရင်ဆရာတို့ဘယ်ကောင်ပြန်သွားလဲဆိုတော့ method ကိုဖန်တီးတယ်သူ့ကိုဘယ်လိုခေါ်လဲဆိုတော့ဆရာတို့ဒီမှာအခု select ပြထားတဲ့ကောင်ကိုဆရာတို့ method လို့ခေါ်တယ်ဒီကောင်ကကျတော့ဆရာတို့ class လို့ခေါ်တယ်အဲ့ဒီ class method မှာဘာပါလဲဆိုတော့အနောက်ဆုံးမှာဆရာတို့ရဲ့ curly bracket ပုတ် block တွေပါကြတယ်အဲ့တော့ဟုတ်ပြီဆရာတို့ဒီမှာဒီကောင်ကတော့ဆရာတို့ရဲ့အခြေခံ structure တွေပေါ့အခြေခံ structure ဖွဲ့စည်းတည်ဆောက်တဲ့ပုံအောင်မြင်မြင်ပြီးသွားပြီတော့ဆရာတို့ဒီမှာJava file တွေမှာ node တွေမှတ်ချင်တယ်node မှတ်ချင်တဲ့ node တွေဘယ်လိုမှတ်ရမလဲမသိရလူတွေကဆရာပြောပြပေးမယ်သူ့ကိုဆရာတို့ node မှတ်တဲ့ကောင်တော့ဘယ်လိုခေါ်လဲဆိုတော့ command line လို့ခေါ်တယ် command line လို့ခေါ်တယ်ဒီကောင်လေးကိုဆရာတို့ command line လို့ခေါ်တယ်အဲ့ဒီ command line ကဘာကြီးလဲဆိုတော့ပထမဆုံးတစ်ခုဆရာတို့ရဲ့ပထမဆုံးက single command line ဆရာတို့ရဲ့ forward slash လေးချလိုက်ရုံနဲ့ okay သွားပြီဒီကောင် back slash လို့ခေါ်တယ်မှားလို့ဒီကောင် back slash လို့ခေါ်တယ်back slash လို့ခေါ်တယ်သူကကြာဆရာတို့ကြည့်မယ်ဆိုရင်ဒီမှာကြံခဲ့လို့ဟုတ်ပြီရပြီအဲ့တော့ဒီကောင်ကကျတော့ဆရာတို့ back slash အဲ့ဒီကောင်နှစ်ခုချလိုက်မယ်ဆိုရင်ဆရာတို့ရဲ့ command line တစ်ခုထွက်တယ်သူ့ကိုဆရာဘယ်လိုခေါ်လဲဆိုတော့ဆရာတို့ဒီမှာ single command line လို့ခေါ်တယ်ဒါ single တစ်ခုတည်းပဲ line တစ် line ထဲမှာပဲဆရာတို့လုံးမှတ်ခြင်းတဲ့လူတွေဆိုရင်ဆရာတို့ဒီမှာ single command line ချပြီးတော့တခါလဲလုံးမှတ်သွားလို့ရတယ် command line ဟုတ်ပြီအဲ့တော့နောက်တစ်ခုဆရာတို့ကဒီမှာဒီကောင်ကကျတော့ line တစ် line ထဲမှာပဲဆရာတို့ဒီလိုမျိုး line တစ် line ထဲမှာပဲ comment မှတ်ချင်တာnote တွေမှတ်ချင်တယ် note မှတ်ချင်တယ်ဆိုရင်ဒီလိုမျိုးသုံးရမယ်အဲ့တော့ line တစ် line မှမဟုတ်ဘူးဆရာတို့အပိုက်လိုက်စာပိုက်တစ်ပိုက်လုံးကုတ်တစ်ပိုက်လုံး note မှတ်ချင်တယ် note မှတ်ချင်တယ်ဆိုရတယ်ဘာမှဖြစ်ဘူးဆရာတို့ဒီမှာ back slash တစ်ခုထုတ်တယ်ထုတ်ပြီးတော့ဆရာတို့ရဲ့ multiplication ဆိုတဲ့ဆရာတို့ရဲ့အမြောက်ကိန်းပေါ့ဆရာတို့တင်ချာမှာခေါ်ရင်ဆရာတို့အမြောက်ပဲခေါ်တယ်ဒါပေမဲ့ဆရာတို့ကွန်ပျူတာမှာခေါ်ရင်ဆရာတို့ဒါ multiplication လို့ခေါ်တယ် multiplication ဟုတ်ပြီအမြောက်ဆိုင်လေးပေါ့ k ပွင့်လေးကိုခေါ်တယ်အဲ့တော့ဒီကောင်လေးကိုဆရာတို့သုံးတယ်သုံးလိုက်မှဆိုရင်ဆရာတို့ဘယ်လိုပေါ်လာလဲဆိုတော့တခါတန်းပြီးတော့သူကနောက်ကဟာမှာဆက်ပေါ်လာတယ်နှစ်ခုလုံးပေါ်တယ်အဲ့ဒီဂျားထဲမှာဆရာတို့အဲ့ဒီနှစ်ခုဂျားထဲမှာဆရာတို့ note တွေမှတ်လို့ရတယ်အန်တာထက်ခောက်1အန်တာခောက်လိုက်မယ်ဆိုရင်ဆရာတို့မှာအများကြီးထပ်ကျလာလိမ့်မယ်ဒါစာပိုက်လိုက်မှတ်တာစာပိုက်လိုက်ကိုမှတ်ချင်တဲ့ဘက်ကိုမှတ်ချင်တဲ့အပိုင်းအထိခွဲသွားလို့ရတယ်မှာကိုရိုက်တာကိုမှတ်သွားလို့ရတယ်ဒီမှာဆရာတို့အောက်ဆွဲရင်ဆွဲသလိုဒီကောင်အကုန်မှတ်ထားပြီးသားဖြစ်သွားမှာဒါဆရာတို့ရဲ့ဒီမှာသူ့ကိုဘယ်လိုခေါ်လဲဆိုတော့ဆရာတို့ multiple command လို့ခေါ်တယ်ဒီကောင်ကိုဆရာတို့ဘယ်လိုမှတ်မလဲဆိုတော့ဆရာတို့ရဲ့ multiple command ဒါဆရာတို့ multiple ဆိုတဲ့အတိုင်းပဲစာကြောင်းတွေဆရာစာပိုက်တွေအများကြီးကိုဆရာတို့တစ်ခါတည်းတစ်ချိန်တည်းမှာတန်းပြီးတော့မှတ်ချင်တဲ့လူတွေဆိုရင်ဆရာတို့ဒီလိုမျိုးသုံးရတယ်အဲ့တော့ဟုတ်ပြီဆရာဒီမှာ command line နှစ်ခုရပြီအဲ့ဒီ line တွေကိုပဲဆရာတို့အပေါ်ဆုံးမှာမှတ်ထားလိုက်မယ်အဲ့တော့ပထမဆုံးဒီအပေါ်ဆုံးမှာဆရာတို့ဗာမှတ်မလဲဆိုတော့ဒီကောင်ကဆရာတို့ရဲ့ Java အခြေခံ structure လေးကိုဆရာတို့မှတ်ထားလိုက်မယ်အဲ့ဒီအခြေခံ structure syntax လို့ခေါ်တယ်အဲ့ဒီအခြေခံ syntax ကိုဆရာတို့သဘောပေါက်ပြီဆိုရင်ဒါဆရာတို့ရဲ့စပြီးတော့ Java ကိုစရေးလို့ရပြီလို့ပြောလို့ရတယ်အဲ့ဒါပထမဦးဆုံးဆရာတို့ပြန်ပြောမယ်ဆိုရင်အရင်ဆုံးဗာရေးလဲ class ကိုအရင်စရေးတယ် class နာမည်ကဒီကောင်အဲ့ဒီ class နာမည်ကဆရာတို့ရဲ့ file နာမည်နဲ့တူရမယ်တစ်ချက်တတိထားဖို့ရေးကြည့်တယ်ဆရာတို့အခု file ကမီးလင်းနေတယ်အဲ့ဒီမီးလင်းနေဆိုတော့ဘာကြောင့်မီးလင်းနေလဲဆိုတော့မစိတ်ထားလို့ file ကိုမသိမ်းရသေးဘူးဒါဆရာတို့ရေးထား file ကိုမသိမ်းရသေးဘူးဒီမှာ one and six is ဒါမပေါ်သေးဘူးဒါ file ကမသိမ်းရသေးဘူးဆိုတဲ့အဓိပ္ပာယ်ကိုပြထားတာအဲ့တော့ file ကိုသိမ်းရင်ဘာမှမခတ်ဘူးဆရာတို့ control ရဲ့ s key ကိုဖိနှိပ်လိုက်မယ်ဆိုရင်ဒီခါရဲ့ okay ပါပြီအဲ့တော့ဆရာတို့မှာမှတ်ထားလိုက်မယ် control key နဲ့ s နဲ့ကိုဆရာတို့ပေါင်းနှိပ်လိုက်မယ်ဆိုရင်ဆရာတို့ရဲ့ file ကိုတခါရဲ့ save ပြီးသားဖြစ်သွားရောဆရာဒီမှာ control ရဲ့ s key နှိပ်လိုက်မယ်ဆိုရင်ဆရာတို့ file ကမီးမလင်းတော့ဘူးပြန်ပြီးပိတ်သွားတယ်ဒီမှာလဲဆောနာကဖော်ပြထားတဲ့ one and series ဆိုတဲ့ဟာလဲမပေါ်တော့ဘူးတခါတန်းပြီးတော့ဆရာတို့ file ကို save ပြီးသားဖြစ်သွားရောအဲ့လိုမှမစိတ်ကြုံဆရာတို့ဘေးနားမှာအဆက်30 menu bar လေးရှိသေးတယ်အဲ့ဒီမှာ more action နဲ့အဲ့ဒီမှာဆရာတို့နှိပ်ကြည့်မယ်ဆိုရင်လဲသူ့မှာ save လို့ရတဲ့ဟာရှိရယ် close series တဲ့သူကကြော
ဆရာတို့ကြတော့ control S နဲ့တခါလေးကောက်စီလိုက်တာဒါဆရာတို့ရဲ့ file ကိုတင်တဲ့ပုံစံအဲ့တော့ဟုတ်ပြီဆရာတို့ဒီမှာအခုလက်ရှိဆိုရင်ဆရာတို့ command line နေနဲ့ပြီးသွားပြီပြီးတော့ဆရာတို့ control key ဖြစ်တဲ့ save တဲ့ key ဆရာတို့ရဲ့ file ကို save သိမ်းစီးတဲ့ key လေးဆရာတို့ပြီးပြီပြီးတော့ဆရာတို့အခြေခံ structure လေးပြီးသွားပြီဆရာတို့အခုလက်ရှိပဲသွားမလဲဆိုတော့ဆရာတို့ရဲ့ဒီကောင်လေးဆရာအခုလက်ရှိသုံးခဲ့တဲ့ရေးခဲကောင်လေးကိုဆရာနည်းနည်းရှင်းအောင်အဲ့တော့ပထမဆုံး public ဆရာတို့စရေးတဲ့ public ဆိုတော့ကောင်ဘာကိုပြောတာလဲဆိုတော့ဆရာတို့ရဲ့ class ဆရာတို့ class ဆိုတော့ကောင်ကဆရာတို့ file တိုင်းဆရာတို့ file တစ်ခုဖန်တီးတဲ့အချိန်တိုင်းမှာပါပြီးတာအဲ့ဒီ class တစ်ခုချင်းစီကအဲ့ဒီ class ကဖန်တီးပေးရမှာအဲ့လိုမျိုးဖန်တီးထားတဲ့ class တွေအဲ့လိုမျိုး class ကို public ပေးထားမယ်ဆိုရင်ဆရာတို့ဘာကိုသုံးရမလဲတခြားတော့ file တွေကတစ်ဆင့်ဆရာတို့ရဲ့ class ကိုခေါ်သုံးလို့ရတယ်လို့ဆိုလိုချင်တာဒါဆရာတို့ရဲ့ public class ဆိုတော့ကောင်ကဒါဆရာတို့တခြားတော့ file ကတစ်ဆင့်ဆရာတို့တခြားနောက်ထပ် file တစ်ခုဖန်တီးမယ်ဖန်တီးပြီးတော့အဲ့ဒီ file ကတစ်ဆင့်ဆရာတို့ရဲ့ class ကိုလှမ်းခေါ်ရင်ခေါ်ရတယ်ဒါဆရာတို့ဒီတိုင်းအကျဉ်းအဖြစ်ဆရာရှင်းပြပေးထားတာအဲ့တော့ public ဒီ method က public ကလည်းထိုနည်းတူစွာပဲတခြားတော့ method တွေရှိတဲ့နေရာတစ်ဆင့်ဒီကောင်လှမ်းခေါ်ရတယ်ဒါဆရာနောက်ပိုင်းမှာပါအခုလက်ရှိကဆရာတို့အကျဉ်းချုပ်အဖြစ်ဆရာတို့ဒီမှာရှင်းပြပြီးသွားပြီဆရာသင်ခန်းစာကိုအနှစ်ပြန်ချုပ်ရမယ်ဆိုရင်ဆရာတို့ပထမဆုံးဆရာတို့ code editor ဖွင့်ပြီးတော့ဆရာတို့ folder လေး file တွေဖန်တီးရကောင်တွားခဲ့တယ်တွားခဲ့ပြီးပြီဆိုရင်ဆရာတို့ရဲ့ Java အခြေခံ syntax structure လေးကိုဆရာတို့စရေးခဲ့တယ်ရေးခဲ့ပြီးပြီဆိုရင်ဆရာတို့ဘာကြီးလုပ်ခဲ့လဲဆိုတော့ဆရာတို့စပြီးတော့ command line တွေဆရာတို့စပြီးတော့သတ်မှတ်ပေးထားတယ်နောက်ပြီးတော့ဆရာတို့ရဲ့ control key ဆရာတို့ file ကိုဘယ်လို save ရမလဲဆိုတော့ဆရာတို့ရဲ့ key တွေသတ်မှတ်ပေးထားတယ်ဆရာတို့ဒီကောင်ကအလုံးလုံးမလုပ်သိချင်တော့ဆရာနောက်ပိုင်းကျရင်ဆရာတို့နောက်အပိုင်း3မှာဆရာတို့ဆက်ပြီးတွေ့ရလိမ့်မယ်အဲ့တော့အခုလက်ရှိတော့ဆရာတို့ပြီးသွားပါပြီနောက်ဗီဒီယိုမှာဆရာတို့ပြန်တွေ့ပါမယ်